ဘရာကီကတော့သူ့ရဲ့ကလေးကြောင့်အဆက်ကွဲသွားခဲ့ရပါပြီလက်တလောအင်တာဗျူးတစ်ခုမှာသူကရာဖာလောကရဲ့ဘရင်တဆူထက်ဆိုင်ရင်အသက်နှစ်အရွယ်ကလေးရဲ့အနိုင်ယူခြင်းကိုခံလိုက်ရတဲ့ဖခင်တယောက်ရဲ့အကြောင်းကိုမျှဝေခဲ့ပါတယ်သူသားလေးရက်ကသူ့ဖေဖေအကြောင်းကိုမေမေရိဟန်နစီတန်းသွားတိုင်းလိုက်တာပါဘာဖြစ်ခဲ့တာလဲဆိုတော့ရာကီကအိမ်ကနေတိတ်လေးထွက်သွားခဲ့ပါတယ်နှုတ်လည်းမဆက်ဘူးဘယ်သွားမယ်ဆိုတာလည်းမပြောဘဲထွက်သွားခဲ့တာပါဒါပေမဲ့စက္ကန့်ပိုင်းတွင်းမှာပဲရေကရိဟန်နစီပြေးသွားပြီးဖေထွက်သွားပြီးဖေအပြင်ထွက်သွားပြီလို့ပြောလိုက်ပါတယ်ဂုံယူပါတယ်ခင်ဗျားတို့ကတော့အသေးစားထောက်လန်းရေးစနစ်တစ်ခုကိုမွေးမြူထားတာပဲအဲ့ဒီနောက်ရေဟန်ကရာကီကိုဘာလို့နှုတ်မဆက်ပဲထွက်သွားတာလဲဆိုပြီးအေးစစ်စစ်ပဲပြန်မေးခဲ့ပါတယ်အဲ့ဒီတိတ်ဆိတ်မှုကြားထဲကနေအပြစ်တင်တန်ကိုတောင်ကြားနေရတယ်လို့ပါပဲကဘာကျော်စူပါစတာတယောက်ဖြစ်နေပေမဲ့အိမ်မှုကိစ္စခိုးနာတဲ့ကလေးတယောက်လိုအပြောခံရတာကိုမြင်အောင်ကြည့်လိုက်ပါအပြင်ဆုံးအပိုင်းကဘာလဲဆိုတော့ရာကီပြောပြချက်အရာသူတို့ရဲ့အကြီးဆုံးသားရီဇက်ကစကားသိမ့်မပြောပါဘူးဒါပေမဲ့ရေကတော့ခင်ဗျားရဲ့ဘဝတစ်ခုလုံးအကြောင်းကိုခင်ဗျားနားမထောင်ခြင်းလဲ podcast လွှင့်နေတယ်လို့မျိုးလိုက်ပြောနေမှာပါဒါဟာတကယ်ကိုကြည်နူးစရာကောင်းတဲ့မိသားစုပုံရိပ်လေးပါပဲသူတို့နှစ်ယောက်လုံးကဘီလီယံနာအဆင့်ထိကြော်ကြားပေမဲ့သူတို့ရဲ့နေ့စဉ်အကြီးမားဆုံးပြဿနာကတော့အခြေခံယဉ်ကျေးမှုကိုတင်းတင်းကြပ်ကြပ်ကင်တွယ်နေတဲ့ကလေးတစ်ယောက်ဖြစ်နေတာပါပပရာစီတွေရဲ့ရှုပ်ထွေးမှုတွေဒရမာတွေမရှိဘူးအိမ်ကနေမထွက်ခင်နှုတ်ဆက်ဖို့ပဲလိုတာပါအမှန်တိုင်းပြောရရင်ဒါဟာသူတို့ဘဝရဲ့အဖိုးတန်ဆုံးအရာဖြစ်နိုင်ပါတယ်ဒါကြောင့်အဲ့ဒီအိမ်မှာတကယ်အရှင်သခင်ကရိုင်းဟန်နာလည်းမဟုတ်ဘူးဒါပရာကီလည်းမဟုတ်ပါဘူးဘသူမျက်နှာမှာမထောက်ပဲအမှန်တိုင်းပြောတတ်တဲ့အသက်နှစ်အရွယ်ကလေးလေးပဲဖြစ်ပါတယ်